ကိုကခရီးသွားတာလည်းကြိုက်တယ်ဒါပေမဲ့လည်းသွားဖို့အဖို့ကလည်းမရှိဘူးတယောက်တည်းသွားဖို့အတွက်ကကြောက်လဲကိုအနေနဲ့ကကြောက်တယ်ပေါ့ဗျာမသွားရဘူးပေါ့ဗျာစသဖြင့်အဲ့လိုမျိုးဖြစ်နေတဲ့သူဆိုရင်တော့ကျွန်တော်ရဲ့ account follow လုပ်ထားလိုက်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းပဲ2026ကနေစပြီးတော့မှခရီးတွေကိုကျွန်တော်ကြောက်တဲ့သွားပြီးတော့မှဘာတွေကြုံတွေ့ရမလဲဆိုတော့ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုတစ်ခုချင်းစီတိုင်းမှာကျွန်တော်ဘက်ကနေပြီးတော့မှမျှဝေသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account follow လုပ်ပြီးတော့မှကျွန်တော်ရဲ့ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ် follow လုပ်ထားပြီးပါ subscribe လုပ်ထားပြီးပါဗျဒီတစ်ခေါက်ကျွန်တော်သွားမယ်ခရီးစဉ်ကတော့ကျွန်တော်ကြိုက်ကြီးကိုပထမဆုံးသွားမှာပေါ့ဗျာဒီတစ်ခေါက်တော့ဒီဇင်ဘာလလည်းဖြစ်တယ်ကြိုက်ကြီးကိုလည်းကျွန်တော်မရောက်တာကြာပြီသွားမှာတော့ကျွန်တော်ထိုးနဲ့သွားမှာဗျထိုးနဲ့သွားမှာဆိုတော့သူတို့ဘက်ကနေပြီးတော့ကျွန်တော်ကိုမနက်ဖြန်ကြရင်လာခေါ်မယ်မနက်ဖြန်9:15လောက်ကျွန်တော်နေရာရောက်မယ်ဆိုတော့နောက်ဆက်တွဲဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့တစ်ချက်လေးလိုက်ကြည့်လိုက်ပါဦးဒါတွေကတော့ကျွန်တော်ယူသွားမယ့်ပစ္စည်းပဲဖြစ်ပါတယ်မပုံတင်ပါမယ် smart card ပါမယ်ပတ်စံပါမယ်မပုံတင် smart card ရအောင်အရေးကြီးတာပေါ့ဒီအပြာလေးကတော့ကျွန်တော်ရပေါ်ရအောင်ကျွန်တော်ဝတ်မယ်ဒီအဖြူရဲ့ဂျင်းရအောင်ကျွန်တော်ဒီမနေ့ကျရင်ဝတ်သွားမယ်ပေါ့ဒီတစ်ထည်ကတော့ကျွန်တော်ပို့ဖို့လိုထည့်သွားတယ်အနွေးတွေကတော့ကျွန်တော်တို့ဒီတက်ကျူးမှာတော့အေးတယ်ဗျအေးတယ်ဆိုတော့အနွေးတွေကတော့မပါမဖြစ်ပေါ့ကျွန်တော်ကတော့ဘလုံးအသင်းဖန်ဆိုတော့ကျွန်တော်တို့ United အင်ကြီးကိုမဝစ်တာ2နှစ်လောက်ရှိနေပြီဒီတစ်ခါကြော်ကြီးကိုသွားတဲ့ခါမှာတော့ကွက်တီဖြစ်သွားတာပေါ့ဗျသွားဖို့ကတော့ပဲဖြစ်နေပြီကားသမားအခုမှဒီပေါ်လာပဲရောက်ပြီဆိုတော့နောက်တစ်နေ့နဲ့ဆက်တော့ထပ်ဆောင်ပါမယ်ကိုကနောက်ကျတာမကြိုက်တဲ့သူဆိုတော့မနက်3နာရီခွဲလောက်ထားတယ်3ခွဲလောက်ထားပြီးတော့မှပြင်ဆင်ပါညာနဲ့ဆိုရင်တော့ကျွန်တော်ဘာလို့ပြီးသွားလဲဗျ4နာရီ45လောက်ဆိုတော့အကို ready ဖြစ်သွားပြီအမေကားသမားတော့ထုံးစံတိုင်းပဲဆောင်းရတယ်ပေါ့ဒီမနက်ပိုင်းဆိုတော့3နာရီခွဲလောက်ထားတာပိုကောင်းပါတယ်မိန်းကလေးတွေပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ပြန်လာကျွန်တော်ပစ္စည်းမိကြတာကျွန်တော်ဆိုရင်ကြောဝိတ်တစ်လုံးနဲ့ထည့်ထားတာကိုကျွန်တော်ဒီနောက်ဆုံးပစ္စည်းထိတ်ကန်လေးကြပါစစ်ပြတ်သွားတယ်စစ်ပြတ်သွားတော့အချိန်ကျန်သေးတာဖြစ်တဲ့အတွက်ကျွန်တော်နောက်တစ်လုံးနဲ့ပြန်ချိန်တဲ့အခါမှာ AC ထည့်လို့ရတယ်အဲ့လိုဆိုတော့ကျွန်တော် at least လို့မဖြစ်တော့ပစ္စည်းလည်းမကြံခဲ့တော့ပစ္စည်းလည်းမမေ့တော့ဘူးပေါ့ဗျာဆိုတော့လည်းဆိုတော့စောထားတာကောင်းတယ်စောထားပြီးတော့အဲ့လိုမျိုးထိုးရပိုင်းနဲ့တွားမယ်ဆိုရင်တော့အဲ့လိုမျိုးပေါ့စောလေးထားပြီးတော့သူတို့မရောက်ခင်ကျွန်တော်တို့ဒီ15မိနစ်20လောက်လိုချင်ကိုယ့်ဘက်က ready ဖြစ်နေရဆိုရင်ထိုင်ဆောက်ပြီးတော့မှတခြားလိုတဲ့ပစ္စည်းလေးထည့်တာတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ခုတော့အနည်းအောင်တော့နည်းနည်းရနေပြီအပြင်မှာဘယ်လိုရှိလဲတော့မသိဘူးတစ်ချက်လေးတော့လိုက်ကြည့်ပြကြပါဦးဗျလက်ရှိကတော့ကာသမား9ခွဲရောက်နေဆိုတော့9:20လောက်အိမ်ကထွက်တဲ့ခါမှာအရင်အေးဘူးကျန်ပေါ်မှာတော့2ရက်လောက်ပဲအေးပြီးတော့ကျင်းထည့်သွားတယ်ဆိုတော့လက်ရှိကတော့နည်းနည်းလေးတော့မောင်နေသေးတယ်ပေါ့နောက်ပိုင်းစီသားကြီးရဲ့အဲ့လိုမျိုးကျင်းမာရေးအတွက်ထားလျှောက်တဲ့သူတွေလောက်ပဲရှိအောင်ဗျမောင်နေပြဆိုတော့ဆိုင်တော်များလည်းမဖွင့်ဘူးရှိသေးမယ်ဆိုရင်ညကတည်းကတခုခုထားတာပေါ့ကောင်းတယ်ဟောဆိုအခုလိုထားတဲ့ခါမှာဘာမှစားရမရှိရလည်းမရှိဘူးအိမ်မှာခဏလာပါတယ်တော့ကျွန်တော်တို့စီကA-Star ဘာမှစားကြရှိဆိုတော့ဘာမှစားကြတယ်ရှိရတယ်အမေရိကန်နိုရဲ့ cheese cake ရဲ့ကိုလက်ဆောင်နဲ့ကျိန်မယ်ဟိုလည်းရှိတော့ဆရာကြီးလေးရောက်ကျွန်တော်ဖရားကြီးရောက်ပြီဆိုတော့ခဏနေတော့ကားထွက်တော့မယ်လို့ထင်ပါတယ်အခုတော့တရားဝင်မတွေ့သေးဘူးဆက်ကြည့်လိုက်ပါဒီလမ်းကြီးကတော့ကျွန်တော်တို့ကြိုက်ထီးကိုသွားတဲ့လမ်းမကြီးတွေပေါ့လမ်းမကြီးမှာတော့တော်တော်လေးမြင်ကွင်းနေရတော့ကျွန်တော်တို့ကြည့်လို့ကောင်းတယ်လှတယ်နောက်တစ်ခါကျတော့ဒီပြောမယ်ဆိုရင်ကျွန်တော်ပဲခူးကျော်ကျွန်တော်ဖရားကြီးလောက်ထိကတော့ကျွန်တော်လေကွင်းတွေကိုကျွန်တော်မြင်ရသေးတယ်ဗျအဲဒီကျွန်တော်မွန်ပြည်နယ်ကြိုက်ထူတွေဝင်လာပြီဆိုတော့ကျွန်တော်တောင်တန်းလေးတွေကိုကျွန်တော်စမြင်လာပြီတောင်တန်းနေရာတဲ့ကျွန်တော်ပြောမယ်ဆိုရင်ကြည့်လို့အရန်ကောင်းတယ်ဗျကြည့်လို့ကောင်းတယ်ဆိုတာခံစားချက်ပေါ့ဗျဒီလိုနေရာတွေဆိုရင်ကျွန်တော်အရန်လာတယ်
ကျွန်တော်တို့ဒီဟာဆိုရင်ကျွန်တော်တောင်ပေါ်ရောက်နေပြီတောင်ပေါ်ရောက်တဲ့အခါမှာမြင်ရတဲ့ကျွန်တော်တို့ဒီ view ကတော်တော်လေးလှတယ်ထဲပါတယ်ဗျကျွန်တော်ဆိုရင်ကြိုက်ထီးရိုးကိုကျွန်တော်9တန်းလောက်ကနောက်ဆုံးရောက်ဖြစ်တာဆိုတော့အများကြီးဆိုတာလုံးဝမမှတ်မိတော့ဘူးဒါပေမဲ့အခုလိုမျိုးကိုယ့်ဘာကိုသွားတဲ့အခါမှာဒီလိုမျိုးတွေမြင်ရတာဆိုတော့မထင်ထားဘူးဗျကြိုက်ထီးရိုးမှာဒီလိုမျိုးကြိုက်ထီးရိုးသွားတဲ့လမ်းမှာဒီလိုမျိုးလှတဲ့ view တွေရှိလိမ့်မယ်လို့လည်းကျွန်တော်မထင်ထားခဲ့ဘူးပေါ့ကျွန်တော်ထင်ထားတာတော့မြေပြန့်နေပြီးတော့သွားပြီးတဲ့အခါကျမှကြိုက်ထီးရိုးဖျားနာရောက်ခါဒီမှာတောင်တန်းနေစမြင်ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ထားခဲ့တာပေါ့ဒါပေမဲ့လည်းပဲအခုလိုမျိုးသွားတဲ့လမ်းမှာလုံးဝဖို့ဆိုတာထက်ဒီဟာတွေကိုကြည့်ရနေတယ်ကျွန်တော်ဖို့တော့မိသွားတဲ့ပုံစံမျိုးကြီးဖြစ်သွားခဲ့တယ်ပေါ့တော်တော်လေးမှလှတယ်ကျွန်တော်တို့ကြိုက်ထီးရိုးဖျားနဲ့နီးသွားပြီဆိုတာနဲ့ကြိုက်ထီးရိုးဖျားကိုကျွန်တော်တို့ဒီစပြီးတော့ပေါ့ဗျာတောင်ပေါ်မှာရှိနေတဲ့ဖျားကိုမြင်ရပြီပေါ့ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြောပြပေးတာပေါ့ဒါကတော့တောင်တက်ကားတွေကိုကျွန်တော်စီးဖို့အတွက်စောင့်နေတဲ့လူတွေပေါ့စီးစရာနေရာတွေကတော့အများကြီးတော့ရှိပါတယ်ဒါပေမဲ့ကိုလိန်လဲတယ်လို့တော့လင်းမြဲရောက်တယ်ဗျဒါကကျွန်တော်ကေဘယ်စီးရင်နဲ့သူ့ရဲ့အပေါ်စီးကနေပြီးတော့ရိုက်တာပေါ့ဗျာကေဘယ်စီးရင်နဲ့ရိုက်တဲ့ view ပေါ့တော်တော်လေးလှပါတယ်အသက်ရှူဖို့တော့မေးလောက်တဲ့အထိကျွန်တော်လှတယ်ဗျတော်တော်လှတဲ့ view တွေပေါ့ဗျာပြောရမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးလေးတွေအိမ်ဆောက်ထားတာတဲ့ကျွန်တော်တို့ဒီရန်ကုန်မှာနေတဲ့သူတွေအတွက်ကတော့ဒီလိုမျိုးလေးစောက်ထားတာမြင်ရတော့တော်တော်လေးတဲ့ကြည့်တဲ့အခါမှာဘယ်လိုပြောမလဲစိတ်ထဲမှာပီတိဖြစ်မိတယ်ဗျတခုပဲကေဘယ်စီးတဲ့အခါမှာဒူးလေးတုံတာပဲပေါ့ဒါဆိုကျွန်တော်ကြိုက်ထီးဖျားကြီးကိုကျွန်တော်ကေဘယ်စီးနဲ့လမ်းပြီးတော့ဖူးလို့ရတယ်နီးစက်နေပြီပေါ့စနေတနင်္ဂနွေဖြစ်သွားတာနဲ့အညီကြိုက်ထီးဖျားလာပူးတဲ့သူတွေကတော့အများကြီးပဲကျွန်တော်ကြိုက်ထီးဖျားဆိုတာနဲ့ဒီလိုမျိုးအထမ်းတွေတွေ့ရမယ်ကျွန်တော်တို့ဒီတချို့ဆိုရင်အင်ကြီးအထုပ်တွေပေါ့အင်ကြီးအထုပ်တွေအများကြီးပါလာတဲ့ခါမှာသူတို့မတည်နိုင်တဲ့ခါကျရင်အဲ့လိုမျိုးအထုပ်တည်ပြီးတဲ့အကိုတွေအမကြီးရှိတာပေါ့ဗျသူတို့ကနေပြီးတော့လိုက်ပြီးတော့ကိုကြီးတဲမဲ့ဟိုတယ်တွေကိုလိုက်ပို့ပေးကြတယ်ပေါ့တော်တော်လေးလူများတယ်ခီးသွားကားတွေရတယ်ကျွန်တော်3နေရာလောက်ထိရက်တာဆိုဒါဆိုရင်ကျွန်တော်တို့ဒီကြိုက်ထီးဖျားဝင်ကန်ကြီးပေါ့ဝင်ကန်ကြီးမှာဆိုရင်တော်တော်များတယ်ဒါကတော့ကျွန်တော်တဲမဲ့ဟိုတယ်ပဲဖြစ်တယ်ဗျကျွန်တော်ဟိုတယ် review လေးလည်းလာပါမယ်ဒီဟာကကျွန်တော်ဟိုတယ်ပေါ်ကနေပြီးတော့ရတဲ့ view ပေါ့ဟိုတယ်ကကျွန်တော်ပြောမယ်ဆိုတောင်ပေါ်မှာရှိတာဖြစ်တဲ့အတွက်သူ့မှာကြည့်လိုက်တဲ့ view ကတော့တော်တော်လေးတော့လှတယ်ဒါကတော့ကျွန်တော်ကြိုက်ထီးဖျားကြီးကိုစပြီးတော့ကျွန်တော်ဖူးဖို့အတွက်ပြင်ဆင်နေပြီပေါ့ပြီးတဲ့ခါမှာဒါတော့အားလုံးညီကိုတွေကိုဝိုင်းခွန်မဲ့ကျွန်တော်ထမင်းစားတဲ့တန်းပေါ့ကျွန်တော်လည်းအခေါ်ခန်းမေတီမီသွားတဲ့အခါမှာခေါ်မဲ့သူတော့မရှိဘူးဗျတော်တော်ခေါ်မဲ့သူမရှိရနဲ့တွေ့တဲ့ဆိုင်ဝင်စားပြီးတော့မှကျွန်တော်တို့ဒီကြောက်ထက်ကြီးဘက်ကိုဆက်ပြီးတော့ခီးသွားခဲ့တယ်ပေါ့ဒါတော့ကျွန်တော်ကြောက်ထက်ကြီးဘက်ကိုသွားတဲ့အခါမှာဒီတွေ့ရတဲ့ကျွန်တော်ဈေးတယ်လေးတွေပေါ့ဒါတော့လေရင်ကွင်းကျွန်တော်တို့ဒီ husky ဆင်းတဲ့လေရင်ကွင်းပေါ့ကျွန်တော်အနေနဲ့ထင်ထားတဲ့လေရင်ကွင်းနဲ့တကယ်မြင်ရတဲ့လေရင်ကွင်းတွေကတော့လုံးဝတော်တော်လေးတော့ကွာဟသွားတယ်ပေါ့ဗျာဒါတော့ကျွန်တော်လေရင်ကွင်း3ခုတွေကတစ်ခုပေါ်ကနေရိုက်ထားတဲ့ view လေးပေါ့ view ကတော့တော်တော်လေးလှတယ်ဗျတော်တော်လှတယ်သူများရဲ့ကြီးကန်းပါဆက်သွားနေတဲ့အခါမှာကျွန်တော်တို့အရင်ဆုံးဒီဘက်ရောက်လိုက်တာတော့အဆင်ပြေသွားတယ်ဗျဒါတော့ကြောက်ထက်ကြီးကိုသွားမဲ့ကျွန်တော်လမ်းတော်တော်လေးမှတ်ပါတယ်တော်တော်လေးမှတ်တယ်ဆိုတာကလှေကားတွေကနည်းနည်းမြင့်နေဗျသွားတဲ့အခါမှာတော်တော်လေးပြင်ဆင်ရတယ်အချိန်ကလည်းကျွန်တော်တို့သူတို့ပြောထားတဲ့အချိန်က65မိနစ်ဆိုပြီးတော့ကြောက်ထက်ကြီးရောက်ဖို့65မိနစ်ဆိုပြီးပြောထားတယ်ဗျဒါပေမဲ့တကယ်တမ်းသွားတဲ့အခါမှာတော့ကျွန်တော်တို့သွားတဲ့အချိန်ကလည်းနောက်ကျနေတာဖြစ်တဲ့အတွက်အမှဒေတာခံနေရဒီချိန်သွားတယ်ဆိုရင်ကျွန်တော်အပြန်ကြရင်မိုးချိုးလိုက်မယ်ဆိုပြီးတော့ပြောတာနဲ့လန်တော်ကနေပြီးတော့ပြန်လာခဲ့တယ်ပေါ့အဲ့လိုနဲ့ကျွန်တော်တို့ပြန်လှည့်ခဲ့ပြီးတော့မှကျွန်တော်ကြီးကန်းပါဆက်ပေါ့ကြီးကန်းပါဆက်ကိုသွားတဲ့လမ်းကကျွန်တော်မုတ်ဆိုးတောင်ကနေပြီးသွားတာဆိုတော့မုတ်ဆိုးတောင်ပေါ်နေပြီးတော့ရိုက်ရတဲ့ view ကဒါကတော့ကျွန်တော်ပထမဆုံးလေကားတစ်ဝက်လောက်ကရိုက်ထားတဲ့ view လေးပေါ့တော်တော်လေးလှတယ်နောက်တစ်ခါကျတော့ဒီဒါကတော့မုတ်ဆိုးတောင်ရဲ့အပေါ်ရောက်နေပြီးအပေါ်ကနေလမ်းရိုက်တဲ့ view တွေကတော့ကျွန်တော်ပြောစရာမလိုဘူးဗျတော်တော်လှတယ်ကျွန်တော်မြေပြန့်ဒေတာသူတွေအတွက်ဒီလို view တွေကတော်တော်လေးအောင်ဝယ်ကောင်းတယ်တော်တော်လေးကျွန်တော်ဒီလှတယ်ဗျလှတယ်ဆိုတာထက်ကျွန်တော်စိတ်ထဲကိုပို့ပြီးတော့အေးချမ်းသွားသည်ဘာလို့လဲဆိုတော့အလုပ်တွေနဲ့ပင်ပန်းထားတဲ့အခြေအနေတစ်ခုမှာဒီလိုမျိုးလေးခီးသွားလိုက်ရတာကတော်တော်လေးကျွန်တော်တို့အတွက်ပို့ပြီးတော့စိတ်ထွက်ပေါက်လေးဖြစ်တယ်ဒါတော့ကျွန်တော်မုတ်ဆိုးတောင်
ပေါ်ကကျွန်တော်ဖေရပေါ့ဗျာဖေရကိုကျွန်တော်မြင်ပြီးတော့ပူးကျင်နေဆိုတဲ့ညီကိုတွေပဲညီကိုတွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့ပူးလို့ရပါတယ်ဒါတော့ကျွန်တော်လမ်းတက်နေရကသူတို့စောက်ထားတဲ့အိမ်လေးတွေရဲ့ပုံစံကတော်တော်လေးမိုက်တယ်ဗျမိုက်တယ်ဟိုဘက်ကကျွန်တော်လမ်းမြင်ရတဲ့ဟိုတယ်ဆိုလဲတော်တော်လေးတော့မိုက်တယ်ဗျစောက်ထားတာကဒါတော့ကျွန်တော်တို့ဒီကြီးကမ်ပစက်သွားတဲ့လမ်းပေါ့အဲ့ဒီဟိုတယ်လေးပေါ့တော်တော်လေးမိုက်ပါတယ်စောက်ထားတဲ့ပုံစံလေးကပြီးတော့ဒီဟာကကျွန်တော်တို့ဒီဈေးတယ်ပေါ့တွေ့ရဒါဒီလိုပုံစံမျိုးတော့ကျွန်တော်ကြိုက်ထီးရိုးမှာတော့အမြဲတွေ့နေကြပဲဗျကျွန်တော်တို့ဒီစိတ်ကောင်းနေစားသဖြင့်ပေါ့ဗျာကျွန်တော်တော့မပြောတော့ပါဘူးဒီလိုပုံစံမျိုးတွေကတော့ရောင်းပြီးတော့မှအတင်းကိုလက်ဆွဲပြီးတော့ဆေးလူပေးတာကတော့ကျွန်တော်လည်းကြုံခဲ့ရတာပေါ့ဗျာဒါတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်ကြီးကမ်ပါဇက်ပေါ့ကြီးကမ်ပါဇက်သွားတဲ့လမ်းကတနေရာပေါ့ကျွန်တော်ကတော့မမှတ်မိတော့ဘူးဘယ်နေရာလဲဆိုတော့ဗီဒီယိုရိုက်တာများတာဖြစ်တဲ့အတွက်ကြီးကမ်ပါဇက်သွားတဲ့လမ်းကတနေရာပေါ့ဒီမှာတော့ကျွန်တော်အကျော်သေးတွေအကျော်စားခြင်းတဲ့သူတွေဒါမှမဟုတ်ခရီးပင်ပန်းတဲ့သူတွေကတော့တစ်ထောက်နာပြီးတော့မှသွားကြတာပေါ့ဒါတော့ကျွန်တော်ကြီးကမ်ပါဇက်ရောက်ပြီကြီးကမ်ပါဇက်ရောက်တဲ့အခါမှာကျွန်တော်ထုံးစံတိုင်းအကျွေးစည်းပြစ်လို့ရတယ်ကျွန်တော်ကတော့အကျွေးစည်းမပြစ်ဘူးလို့လှုပ်ထားရဲဆိုပေမဲ့လည်းပဲ3ခုတော့ပြစ်ခဲ့တယ်3ခုပြစ်ခဲ့တဲ့အခါမှာတစ်ခုကတော့ဝင်ပြီးတော့2ခုကတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်အားလုံးကဝင်ခံနီးကြမှအောက်ကိုပြုတ်ကြရောပေါ့ကျွန်တော်ကတော့တိတ်ပြီးတော့သဘောတော့မကြောက်ဘာလို့လဲဆိုတော့အကျွေးစည်းကမဝင်ဘဲနဲ့အောက်ကိုပြန်ကျတဲ့အခါမှာခေါင်းပေါ်ရောက်ပြီးတော့ကလေးတွေခေါင်းပေါ်ရောက်တဲ့အခါကျရင်လည်းခေါင်းတွေပိုင်းကွဲမှာတော့ကျွန်တော်တော့စိုးရိမ်မိတယ်မပြစ်ဘူးဆိုပေမဲ့လည်းပဲပြစ်ခဲ့လိုက်ပါတယ်ပြစ်ခဲ့တဲ့အခါမှာတခုတော့ဝင်သွားခဲ့တယ်ပေါ့ဗျာဘာဖြစ်အပန်းဖြေတာပေါ့ဗျပြောရမယ်ဆိုရင်တချို့ကတော့အယူပေါ့ဗျာအဲ့လိုနဲ့ကျွန်တော်ဆက်ပြီးတော့ဟိုတယ်ပြန်တဲ့အခါမှာဒါကျွန်တော်ကြည့်လိုက်ပါဦးလှေကားတွေကတစ်ခုနဲ့တစ်ခုကအမြင့်ကြီးပဲကျွန်တော်အသက်ကြီးတဲ့သူတွေဆိုရင်တော့တိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူးဗျဒါဆိုရင်တော့ကျွန်တော်ရွှေကုန်းဖြစ်တယ်ကြိုက်ထီကိုဖျားပေါ့ကြိုက်ထီကိုဖျားကိုကျွန်တော်အဝေးကနေပြီးတော့လမ်းရိုက်ထားတာပေါ့ဖုန်းကင်မရာနဲ့ရိုက်ထားဆိုတော့လေအရင်တော့ကြည်တောင်ရှင်းတော့မဖြစ်နေဘူးဇွန်းဆွဲပြီးရိုက်ရတာလည်းပါတာပေါ့အဲ့လိုဆိုတော့တန်နိုင်ဆုံးလေးတော့စူးစမ်းပြီးတော့ရိုက်ပြီးတော့တင်ပေးထားပါတယ်ကျေးဇူးပါဗျ